Hello everyone, I'm Amanda. Welcome back to my Amanda Nui study channel. ဒီဗီဒီယိုမှာတင်သွားတဲ့သူရဲ့ nouns တွေဘယ်လိုပြောရမှာတွေ this နဲ့ these တွေဒါတွေကိုမမေ့ကြသေးလားဒါမှမဟုတ်ရှေ့ဘက်မှာသင်ခဲ့တဲ့ unit 1တို့ unit 2မှာသင်ခဲ့တဲ့ school things တို့ my try တို့အဲ့သင်ခန်းစာမှာသင်ခဲ့တဲ့ grammar လေးတွေကိုမမေ့ကြသေးလား Okay မမေ့ရဆိုရင်ဒီနေ့က revision လို့ခေါ်တဲ့ပြန်ပြီးတော့သင်ခန်းစာလေးကိုပြန်ပြီးလေ့လာသွားပါမယ် exercise လေးတွေပြန်လုပ်သွားမယ် review 1ဒီစာအုပ်မှာက unit 3ခုပြီးတာ review တစ်ခုလာတယ်အခု unit 3ခုပြီးခဲ့ပြီဆိုတော့ review လေးလာပါပြီဟုတ်ပြီပထမဆုံး write the words in the correct order that matched write the word စကားလုံးတွေကိုရေးပါ in the correct order မှန်ကန်တဲ့အစီအစဉ်လိုက်ရေးပါစကားလုံးတွေကိုရေးပါ then match ပြီးတော့ရှင်တွဲပါတဲ့ဟုတ်ပြီပထမဆုံးအနေနဲ့ဒီဘက်မှာရှိတဲ့စကားလုံးလေးတွေကိုအစင်းလိုက်ဖြစ်အောင်လုပ်မယ်ပြီးမှဒီဘက်က question လေးတွေနဲ့တွဲမယ်ဟုတ်ပြီနောက်တစ်ခု number 2က my name's my Tom နဲ့အဲ့တော့ပါတယ် my name's Tom name ဆိုတာ my the name is လို့ပြောတာအတူကောက်ရေးထားတာပါ my name's Tom 6 I'm 6ဒီဘက်ကဟာလေးတွေမကြည့်နဲ့အောင် 6 I'm 6 book 5 books 5 books correct you find I'm back I'm fine I mean no I'm fine thank you ဟိုမှာနောက်မှာအသေးရင်းမယ် thank you Okay, my name's Tom. I'm 6, 5 books. I'm fine, thank you. ဒါဆိုရင်ဒီဘက်မှာရှိတဲ့ question လေးနဲ့တွဲမယ် What's your name ဆိုတော့ဘာနဲ့တွဲမှာလဲ My name's Tom. ဟုတ်ပါတယ် How are you ဆိုတော့ I'm fine, thank you. ဒါအပေါ်မှာသင်ခဲ့တဲ့ဟာလေးတွေပြန်ပြီးတော့လေ့ကျင့်တာပေါ့နော် How old are you အသက်ဘယ်လောက်လဲတဲ့ I'm 6. 6နှစ်ပါဒါ6နှစ်ပါသမီးက6နှစ်ပါ How many books စာအုပ်ဘယ်နှအုပ်လဲ5 books Okay အမမိခွန်းလေးမေးကြည့်မယ်အဲ့ဒါသမီးတို့ကဖြေကြည့်မယ် What's your name Who's this How are you How old are you How many books good job ဒါဆိုရင် number 2လေးသွားမယ်ဒါလေးရေးပြီးပြီလားမပြီးသေးရင် you can pause the video လေးကိုရပ်ပြီးတော့ရေးလို့လည်းရပါတယ် okay number 2လေးသွားမယ် write questions and answers မေးခွန်းနဲ့အဖြေလေးတွေရေးပါမယ် what's this it is an ear ဒါကဘာလဲဒါကနရွက်ပါဒါလေးမဖြစ်ခင်အပေါ်က box လေးတွေကစကားလုံးလေးတွေကိုကြည့်မယ် rubber ခဲပြက် pen ဆိုတာဘောပင် doll ဆိုတာကဘာပေါ့ eye မျက်လုံး arm လက်မောင်း ear နား okay နောက်တစ်ခု what's this ဒါပါလေးလေ it is a pen okay နောက်တစ်ခုမေးခွန်းမေးအောင်ဘယ်လိုမေးမလဲ what's this ဒါကအပေါ်မှာသင်ခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့ review လုပ်နေတာဟာ it is a doll okay နောက်တစ်ခုဘယ်လိုမေးမလဲ what's this ဒါကဘာလဲ what's this ဖြေ it is an eye I က vowel နဲ့စတဲ့အတွက်ရှေ့မှာ an ကိုသုံးတယ်ဟုတ်ပြီဘယ်လိုမေးမလဲ what's this ဒါပါလေရှေ့ဆုံးစလုံးကိုအမြဲတမ်း capital ဆိုတဲ့အကြီးလက်တာလေးနဲ့ရေးမယ် it is a rubber
What's this? B. It is an arm. It is an arm. And or it is an arm. A က vowel လို့ခေါ်တဲ့ A E I O U နဲ့စတဲ့အတွက် an ကိုသုံးတယ် Okay ဒါလေးရေးပြီးပြီလားဒါလေးရေးပြီးပြီဆိုရင် number 3လေးသွားမှာမယ် Write the words in the correct box. Repeat after me please. Write the words in the correct box. စကားလုံးတွေကိုမှန်ကန်တဲ့ box လေးထဲမှာရေးပါတဲ့အပေါ်က dolls, teddy, pencil, pen, ball, train, car, plane မမိကြလား doll ဆိုတာအယုံမ teddy ဆိုတာအဝင်ရုပ် pencil ဆိုတာခဲတံ pen ဆိုတာဘောပင် ball ဆိုတာဘောလုံး train ဆိုတာမြေထား car ဆိုတာကား plane ဆိုတာလေယာဉ်ကြော့ဟုတ်ပြီ mine နဲ့ your ခွဲမယ်ပုံလေးကြည့်လိုက်မယ်ဒီပုံလေးမှာကောင်လေးကအပြာရောင်လေးဝတ်ထားတယ်သူ့ပစ္စည်းဒီထဲမှာပစ္စည်းအချို့ကလည်းအပြာရောင်လေးအဲ့တော့ဒီကောင်လေးပစ္စည်းကအပြာရောင်လေးဒီကောင်မလေးကနေရောင်ဝတ်ထားတယ်ဒီကောင်မလေးပိုင်နေပစ္စည်းအနီရောင်လေး Okay mine နဲ့ your ခွဲမယ်ပြောတာကဒီကောင်မလေးကပြောတယ်ဒီဘေးနားမှာဒီလိုပုံလေးပါတယ်ဒီကောင်မလေးကပြောမယ် mine ရဲ့အောက်မှာဗာထည့်မလဲ doll hands pencils ဟုတ်တယ်စပ်ပြော ball မှန်တယ် ball နေအောင်ရှိတဲ့ဟာမှသမီးဒီကောင်မလေးပိုင်တာ your အောက်မှာကောင်လေးပိုင်တာပြောမယ် car ဘောဟာလီချုံနော်ချစ်ဖို့မိသွားရင်ပြန်ချစ်ပါ your ပြီးတော့ plane ပြီးတော့ train good job okay ဒါလေးရမလားပြန်ပြောကြည့်အောင် my doll my pens my pencils my ball your teddy your car your plane your train 4အလေးပြီးပြီဆိုရင် number 4လေးသွားမယ် right ရေးပါတဲ့ yes it is နဲ့ no it isn't ဒါလေးကဘာလေးလဲဖြေတူလေးတွေကိုပြောတာဟုတ်ပြီ is it a boy တဲ့ဒါကကောင်လေးလားတဲ့ no it isn't ဒါလေးကကောင်မလေး it is a window ဒါကတကားပေါက်လား yes it is ဟုတ်တယ်ဆို yes it is မဟုတ်ဘူးဆိုရင် no it isn't is it a window ဒါတကားပြတင်းပေါက်လား no it isn't ဒါပါလေးလေ it is a doll ကားပေါက် is it a girl ဒါကောင်မလေးလားတဲ့ yes it is ဟုတ်တယ်ကောင်မလေးပါ good job everyone မမိကြတယ်ဒါဆိုရင် number 5ပြီးသွားမယ် number 4လေးပြီးပြီလားဒီလိုပြီးရင် number 5ပြီးသွားပါမယ်ပြီးတော့ပါright this is or these are this is နဲ့ these are ရေးမယ်တဲ့ then match ပြီးရင်ရှင်တွဲပါတဲ့ these are my eyes ဒါတွေကငါရဲ့မျက်လုံးတွေပါ b တဲ့ဒီလိုလေးတွဲပြပါ these are my eyes ဟုတ်ပြီ ears တဲ့ဘယ်နှဖက်လဲ ears ကနှစ်ဖက်ဆိုတော့ these are my ears ဘယ်ဟာတွဲရမှာလဲ C good job ဒီဘက်ကပုံလေးတွေကြည့်မယ် nose တဲ့ဘယ်အောင်လဲ D my arms တဲ့ my arms ဆိုတော့ these are my arms E ဟုတ်တယ် these are my eyes B these are my ears C this is my nose A
This is my face D These are my arms E ရမလားရမယ်ဆိုလို့ရှိရင်တော့ဒီနေ့ review လေးရတော့ပြီးသွားပါပြီအဲ့ပါအားလုံး bye bye see you in the next video bye bye